ရဲ့အင်ဂျီလေးရှင်ပါလုံနေတာလေယူသွားလိုက်လေကို့ဘာသာကိုအစ်စ်တစ်ထည်ဝယ်လိုက်ပေါ့ဒါကတော့လွန်နေပြီနော်ကျမအရန်ဒေါသထွက်သွားပြီးသူ့ဘားကိုရိုက်လိုက်မိတယ်ပြီးတော့ဝန်ထမ်းတွေကိုခေါ်ပြီးသူ့ကိုအပြင်ထုတ်ခိုင်းဖို့စူးစမ်းခဲ့ပေမဲ့အဲ့ဒီအချိန်ကျမှသူကဒီစားတောက်ဆိုင်ရဲ့ပိုင်ရှင်ဖြစ်နေမှန်းသိလိုက်ရပါတယ်ဝန်ထမ်းတွေကကျမကိုအပြင်ကိုနှင်ထုတ်လိုက်ကြပါတယ်ကျမစိတ်ပြက်လက်ပြက်နဲ့ထွက်သွားခါနီးမှာပဲကျမ်းမာရေးကရုတ်တရက်ဆိုးရွားလာပြီးလဲကျသွားခဲ့ပါတယ်။သူလဲထိတ်လန့်သွားပြီးကျမကိုဆေးရုံကိုအမြန်ပို့ပေးခဲ့ပါတယ်။ကျွန်တော်သူမကိုဘာမှမလုပ်ခဲ့ပါဘူး။ကြိမ်ရဲပါတယ်ဗျာ။အိုးကြည့်ပါအောင်သူအသက်ရှင်နေသေးတယ်နော်တွေ့လား။ကျွန်တော်အပြစ်မရှိပါဘူး။ဆရာဝန်ကတော့ဒီမိန်းကလေးကကင်ဆာစတုတ္ထအဆင့်ခံစားနေရတာပါလို့သူ့ကိုပြောပြလိုက်ပါတယ်။ကျမကင်ဆာနောက်ဆုံးအဆင့်ရောက်နေပြီဆိုတာသူသိသွားတဲ့အခါသူ့စိတ်ထဲမှာဟာရယာကြီးဖြစ်သွားခဲ့ပါတယ်။သူခံစားလိုက်ရတာကတော့နောင်တအကြီးကျယ်ပါပဲနောက်တော့သူကတောင်းပန်ခြင်းနဲ့စိတ်နဲ့ကျမအတွက်ညစာလာပို့ပေးပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျမကသူ့ကိုမုန်းနေမိပါပြီစားတောက်ဆိုင်ကောင်းကောင်းတစ်ခုမှာလှပတဲ့အင်ဂျီလေးဝတ်ပြီးညစာစားခြင်းနဲ့ကျမရဲ့နောက်ဆုံးဆန္ဒကိုသူဖျက်ဆီးခဲ့တာမဟုတ်လားဒါကြောင့်သူ့ကိုအပြင်ထွက်ခိုင်းလိုက်ပါတယ်ဒါပေမဲ့သူ့ကိုစီကန်းချက်နှစ်ခုပေးခဲ့ပါတယ်ပထမတစ်ခုကကျမအင်ဂျီတစ်ထည်လိုချင်တယ်ဟိုဘက်လှည့်နေပေးပါသူ့ရဲ့ရိုးသားမှုကိုမြင်တော့ကျမရဲ့ဒေါသတွေကိုလျှော့ချလိုက်ပါတယ်။ကျမအင်ဂျီလဲပြီးထွက်လာတဲ့အခါမှာတော့သူ့မျက်လုံးတွေကကျမစီကနေမခွာနိုင်အောင်ဖြစ်နေခဲ့ပါတယ်။သူနဲ့အတူဘေးချင်းရှင်ပြီးကျမရဲ့နောက်ဆုံးဖျောင်းတိုင်မီထွန်းညစာကိုပျော်ပျော်ရွှင်ရွှင်စားခဲ့ပါတယ်။အဲဒီညမှာကျမတို့တယောက်အကြောင်းတယောက်တေချာတီးခွင့်ရခဲ့ပြီးနှစ်ယောက်လုံးရဲ့စိတ်ထဲမှာတစ်ခုခုကိုခံစားလိုက်ရပါတယ်။ဒါပေမဲ့ပျော်ရွှင်စရာအချိန်တွေကကြာရှည်မခံပါဘူး။ကျမအနားယူဖို့လိုပြီးလို့ဆရာဝန်ကပြောလာပါတယ်။သူပြန်ဖို့လုပ်တဲ့အချိန်မှာကျမသူ့ကိုလှမ်းခေါ်ပြီးသူလုပ်ပေးခဲ့သမျှအားလုံးအတွက်ကျေးဇူးတင်စကားပြောလိုက်ပါတယ်။သူကျမကိုကြည့်လိုက်တဲ့အခါသူကျမကိုနမ်းကျင်နေတယ်ဆိုတာသိလိုက်ရပေမဲ့ကျမပြက်ပြက်သားသားပဲညင်းလိုက်ပါတယ်။အဲ့ဒီ3ရက်ဆိုတာကိုဘသူကများတတ်မှတ်လိုက်တာလဲဗျာ။ကျမတည်တော့မယ်ဆိုတာကိုသူလက်မခံနိုင်ပါဘူး။ဘလောက်ပဲကုံကျမကိုကယ်ပေးဖို့ဆရာဝန်တွေကိုသူအတနာခံခဲ့ပါတယ်။စမ်းသပ်နေစေကုသမှုတစ်ခုတော့ရှိတယ်။ဒါပေမဲ့အာမခံချက်တော့မပေးနိုင်ဘူးရပါတယ်ဆရာအဲ့ဒီကုန်ကြစရိတ်နဲ့ဆိုရင်ခမည်းနောက်ထပ်စားတောက်ဆိုင်3ဆိုင်လောက်ဖွင့်လို့ရတယ်နော်သူကဘာမှတွေဝေမနေပဲသဘောတူလိုက်ပါတယ်သူ့ရဲ့စိတ်ရင်းမှန်ကိုမြင်ပြီးစိတ်လှုပ်ရှားသွားတဲ့ဆရာဝန်ကကျမဟာတကယ်တော့သူမရဲ့သမီးဖြစ်ကြောင်းဖွင့်ပြောလိုက်ပါတယ်ဆရာဝန်ကဆေးကူးသားစရိတ်မတက်နိုင်လို့ကျမနာကျင်ခံစားနေရတာကိုကြည့်နေုံပဲတက်နိုင်ခဲ့တာပါအခုတော့ကျမအတွက်အိမ်မက်ကိုဖြည့်ဆည်းပေးနိုင်ခဲ့ပြီကျမနိုးလာတဲ့အခါမှာတော့သူ့ကိုကျမဘေးမှာထိုင်နေတာတွေ့လိုက်ရပါတယ်။ခွဲစိတ်မှုအောင်မြင်သွားပြီလို့သူကပြောပြပါတယ်။သူလုပ်ပေးခဲ့သမျှအားလုံးအတွက်ကျမအယမ်းစိတ်လှုပ်ရှားခဲ့ရလို့သူ့ရဲ့စားတောက်ဆိုင်မှာညစာအတူတူစားဖို့ဖိတ်ခေါ်လိုက်ပါတယ်။ကျွန်တော်မှာစားတောက်ဆိုင်မရှိတော့ဘူး။ဒါပေမဲ့ဖယားသခင်ကကျွန်တော်စီဓာကိုပို့ပေးလိုက်တာအခုတော့ကျွန်တော်မှာခမားရှိနေပြီလေ